အရင်ဘက်ကဒီချက်ဒီ Thailand ဒီစောပေါ့အဲ့ဒါလေးကိုသွားတက်ဖြစ်ခဲ့တယ်အဲ့ဒီမှာ professor တယောက်ပြောခဲ့တဲ့ lecture လေးပေါ့အဲ့မှာ language learners တွေအရင်အသုံးဝင်မဲ့ဒီအကြောင်းအရာလေးတစ်ခုဒီချက် share ပေးချင်တယ်ပေါ့နော် language focus learning ဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကျတို့ဒီgrammar တွေ vocabulary တွေအဲ့ဒါတွေကိုလေ့လာတာပေါ့နော်ဒီ grammar ဆိုလို့ရှိရင်လည်းဒါဒီ grammar structure တွေ rules တွေအဲ့ဒါတွေကိုအသေးစိတ်လေ့လာတာပေါ့ဥပမာဒီအတန်းတက်ပြီးတော့ဆရာမစာရှင်းတာကိုနားထောင်တာပြီးတော့ဒီ textbook ကနေပြီးတော့ပေါ့နော်လေ့လာတာပြီးတဲ့အခါကျတော့ဒီ Duolingo တို့ဘာတို့ဒီလို language apps တွေကနေပြီးတော့ဒီလိုမျိုးလေ့လာတာပေါ့နော်အဲ့ဒါကိုဒါသူက language focus learning လို့ခေါ်ရပေါ့နော်နောက်တစ်ခုကကြာသူက meaning focus learning ပေါ့ meaning focus learning ကကြာဘာကိုပြောရလဲဆိုလို့ရှိရင်ဒီသဘာဝကြနီးနဲ့အင်္ဂလိပ်စာကိုလေ့လာသင်ယူတာပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီရုပ်ရှင်တွေကြည့်ပြီးတော့ပေါ့နော်ဒါရုပ်ရှင်တွေကြည့်ရင်လည်းမှာဒီအင်္ဂလိပ်စာကိုနားလည်သွားတာပြီးတော့ဒီစာအုပ်တွေဖတ်တာစာအုပ်ဖတ်တဲ့အခါမှာလည်းကိုကြိုက်တဲ့စာအုပ်လေးတွေလွယ်တဲ့စာအုပ်လေးတွေစဖတ်ပြီးတော့မှဒီ story ထဲမှာနှစ်မျောသွားတာပေါ့နော်ပြီးတော့ဒီကိုကြိုက်တဲ့ YouTube video တွေကြည့်တာမျိုး native speaker ဒါမှမဟုတ်လို့ရှိရင် English စကားပြောတဲ့လူတွေနဲ့ပေါ့နော်ကိုက English လို့ပြောတာမျိုး communicate လုပ်တာမျိုးပြီးတော့ဒီ writing ရေးတာမျိုးပေါ့ဒီလိုမျိုးလေ့လာတဲ့ဟာတွေကိုကြတော့သူက meaning focus learning လို့ပြောရဲပေါ့နော် so ဒီ research တွေအရာပေါ့ဘယ် learning ကပို့ပြီးတော့ထိရောက်လဲဆိုတော့ can you guess meaning focus learning ကပို့ပြီးတော့မှထိရောက်တယ်ဆိုပြီးတော့တွေ့ရှိရတယ်ပေါ့နော် language focus learning ကကြတော့9%ပဲဒီဘာသာစကားတိုးတက်မှုအတွက်အထောက်အကူဖြစ်ပြီးတော့89%ကတော့ဒီ meaning focus learning မျိုးကနေပြီးတော့မှပို့ပြီးတော့ထိရောက်တာကိုတွေ့ရှိရတယ်တဲ့အဲ့တော့ဘာသာစကားလေ့လာနေတဲ့သူတွေအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေဆိုလို့ရှိရင်ဒီ language focus ကိုပို့ပြီးတော့ပဲကိုရီးယားအသားပေးမိတယ်ပေါ့နော်ဒီ grammar တွေလေ့လာတာပြီးတော့ lecture တွေနားထောင်တာအဲ့လိုမျိုးတွေအများများတယ်အဲ့တော့ဘယ်ဟာကိုပို့ပြီးတော့ကိုကအချိန်ပေးရမလဲဆိုလို့ရှိရင်ဒီ meaning focus learning ကိုပို့ပြီးတော့အချိန်ပေးရမယ်ပေါ့နော်အဲ့တော့စာများများဖတ်မယ် podcast တွေများများနားထောင်မယ်ရုပ်ရှင်တွေများများကြည့်မယ်ပြီးတော့တကယ်လက်တွေ့ကြကြ English လို့ပြောမယ်ရေးမယ်ဒါတွေကိုပို့ပြီးတော့လုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ English စာတဟုန်ထိုးအမြန်တိုးတက်လာမှာဖြစ်တယ်ပေါ့နော်